နော်ကျွန်တော်တို့ကယာလာမြို့ကနေပြီးတော့မီရီစာမစ္စရီဝါလီကာမာကိုသွားနေပါပြီနိုင်ငံမှာတော့အပင်တွေတော်တော်ကျန်သေးရအမြန်နန်းလို့ပြောပေမဲ့တော့ချောအပင်တွေကြီးပဲအီကွေတာနဲ့နီးလို့သာရာသီဥတုကပူနေရတာကျွန်တော်တို့ဝါလီကာမာရဲ့ဘတ်2000နဲ့အခန်းလေးပဲဖြစ်ပါတယ်စရီလန်ကာအကိုရာဘုတ်လို့လားမသိဘူးညာဈေးတွေကကျွန်တော်ငွေပဲတန်ကြီးမရှိတော့လားမသိဘူးဈေးရမကိုက်ဘူးဘတ်2000ဆိုရင်မြန်မာငွေ2,600ပေါ့နော်2,600နဲ့အခန်းဒါပဲရကျွန်တော်ဝါလီကာမာဘီချ်ရောက်လာပါပြီဝါလီကာမာတော့ဖြစ်နေမစ္စရီယာဘီချ်ရဲ့နာမည်ကြီးပေါ့နော်သီရိလင်္ကာရဲ့နာမည်ကြီးဒီနာအုံးပင်နေနဲ့ရိုက်ကြတော့ဟောလောဆယ်အုံးရွက်မရှိတော့အုံးပင်နေကအုံးရွက်မရှိတော့ဒီမှာတော့အပူခံပြီးရိုက်နေကြโอเคကြည့်မယ်ခဏလေးအဲ့တော့တစ်ခွက်ပဲမှာလိုက်လေငါရေပဲတောက်တော့မှာဒါကတော့မစ္စရီယာဘီချ်ရဲ့ကန်းချီပေါ့နော်စီတူတင်ပါတယ်လို့ဒါသူတို့ရဲ့ငါးဖမ်းတဲ့စတိုင်ပေါ့နော်တုံးနဲ့လမ်းရိုက်နေတာလားငားမြားနေတာလားမသိဘူးဟုတ်တော့အနောက်ထဲမှာလည်းသူ့ပဲလမ်းဖမ်းနေအောင်တွေ့လီပေါ်ထိုင်ပြီးတော့ဒီမှာပဲထိုင်တော့မလဲဟုတ်တယ်ဟာကြဆုံးပဲခုကောင်ကတော့ရှယ်ပဲကဘာကျော်ကိုကိုနဲ့ဟေးCoconut Hay Sri Lanka မီရီစာမှာရှိတဲ့ Coconut Hay ရခုလောလောဆယ်တော့အုံးမင်တွေကဂိုင်းမရှိတော့ဘူးလေတိုက်သွားလားကျိုးသွားလားမသိဘူးဟုတ်ပြန်စိုက်ပေးလိုက်ကြပါအောင်ကိုလူကမြားဟာမိတာလားမြားတာလားမသိသေးဘူးကွာငါလူဟင်းစားရပြီဒီနေ့ကဝါလီကာမာဘီချ်မှာ surfing လာတင်နေတဲ့လူတွေပေါ့နော်တယောက်ပဲတွေ့ရအမလေးဒီလှိုင်းနဲ့မလွယ်ဘူးဒီလှိုင်းကလွယ်တယ် sorry ဒီလှိုင်းကစီးလို့ကောင်းတယ်တစ်လုံးလာတာလိုင်းမစိတ်ဘူးမျက်နှာကြီးတော့ရိုက်တော့မှာပဲအပုတ်ပြားကြီးအေးသူတို့လီတကောင်ကတစ်မျိုးလေးသူရောက်သွားပြီဟိုပြုတ်ချမရေဖြတ်နေပြီအဲ့ကြောက်တုံးကအဲ့ဒါကိုသွားပြီးတက်နေကြသေးဘယ်ဖင်တော့မှမရိုက်တာတော့ခါတော့ကျွန်တော်တို့ဝါလီကာမာဘီချ်ကိုဒုတိယမြောက်ရက်နေ့ပါလာကြည့်ရပါတော့ရောက်တော့လဲကြည့်ပြအောင်တော့ဒါကတော့ဝါလီကာမာဘီချ်စရီလန်ကာဒါကတော့သဘောအကောင်းဆုံးတုတ်ဆရာပါဈေးညှိတယ်လို့ရတဲ့တုတ်ဆရာကြီးကိုခုမှတွေ့ရဆိုတော့သူလည်းနားမလဲကိုလည်းနားမလဲအခန်းပြောင်းပါမယ်သူလည်းနားမလဲကိုလည်းရွှင်ပြုံးโอเคပိုနေပြီသူOkay, here. It's a tip. Okay, smile. Thank you very much.
တော့ကျွန်တော်တို့ Mirisa Beach ကိုပြန်ပြောင်းလာတာပါခင်ဗျာဟိုဘက် beach မှာရေမဲလို့ဒီဘက် beach ကိုကူးလာတာပါနှစ်ခါကုန်ပါခင်ဗျာမှတ်တရလေးပါခင်ဗျာဒီခန်းလေးကတော့ပတ်2600တဲ့အခန်းလေးဖြစ်ပါတယ် outdoor space လေးပါပါတယ်2600လဲဘာ view မှမရပါဘူးဒါပေမဲ့ဒီကန်းကြီးရေဆော့လို့ကောင်းပါလေMirisa Beach ကိုနှုတ်ဆက်ခဲ့ပါမယ် Mirisa Beach ကြီးဒါကတော့ကျွန်တော်တို့နေခဲ့တဲ့ Salt ဘိုက်ဘိုက်ပါ Salt ရေဘိုက်ဘိုက်မှာ Mirisa Beach ကြီးရေအိုးဘယ်မှာစရီလန်ကာ Mirisa Beach ရဲ့အထင်ကရအုံတန်းပေါ့နော်လိုက်ကြည့်တဲ့ခရီးစဉ်မှာဟိုဘက်ပတ်ပဲကြည့်တော့မလဲငါတို့ကမြန်မာIts shell was broken from a boat accident. You can see this part of the shell. It was broken. We fixed it, but we can't fix it 100%. That's why you can notice the difference. Okay, now we can do the other. In this tank, you can see a box. That's why we call it box fish. Wow. Wow. ကျွန်တော်တို့ရဲ့တက်ပီမျိုးရဲ့နေမဲ့နေရာတို့ရောက်လာပါ Okay. Reception ဘက်မှာအိုးမိုက်တယ်ဟာငါတို့ဟိုတယ်လေးကတီးလေးနဲ့ဟာကော်ဖီဆိုင်နဲ့ပေါင်းထည့်တာအခန်းနှစ်ခန်းနေရှိရOkay. အေးချမ်းလိုက်တာတွေ့ခံရဲ့နှစ်ယောက်တည်းပဲဟဲ့ Wow. Beautiful. ဟုတ်တယ်တဟိုတယ်အလုံးကနှစ်ခန်းပဲရှိတာအေးရောကိုတွေပဲရှိရဆိုတော့ Yay ရေလည်းကြည်တယ်ဗျာရှိရလေဒီ swing လေးနဲ့ဒီလိုပင်လယ်ဘက်ကိုဝီးပြောရဟမ်ငါတော့မ swing ဘူးလေငါရေတော့စင်ချုံးอ่ะရေတော့မိုက်တယ်ဒီကဒီငါးလေးတွေထိုင်နေုံပဲရေတန့်တယ်ရှီးနေရပဲဟိုမှာသူများ swing နေကြည့်လိုက်ကျွန်တော်တို့ရဲ့တေပီ beach နေမဲ့ coffee ဆိုင်ရဲ့ coffee ဆိုင်မှာဖွင့်ထားတဲ့ hotel လေးပဲဖြစ်ပါတယ်Ooh, မိုက်တယ်ကွာဒါကတော့ Rondo အော်ရှီခိကဟုတ်တော့ဟုတ်နေနန်းဆန်နေ Oh my god တကားပုတ်တွေရတယ်အဟောင်းနေရအင်းဒါတော့တဲ့ Okay ဒီမှာရေချိုးတယ်ဘူအို
ခုဆိုရင်ကျွန်တော်လင်မယားတက်ပဲလမ်းမထက်မှာတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်တုံးနေနဲ့ဖန်တီးထားတဲ့တဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်တုံးကန်းဆက်ကိုသွားမှာဖြစ်ပါတယ်ဒီနေရာလေးကတော့ကျွန်တော်လမ်းလျှောက်လာတက်ပဲ beach ရဲ့အထင်ကရပေါ့နော်ကျွန်တော်ဓာတ်ပုံလေးတွေပြပေးထားမယ်ရေကျချိန်လို့အဲ့လိုဖြစ်တာဒါပေမဲ့ကိုရောက်တဲ့အချိန်ကရေတက်နေတော့သူတို့ local တွေနဲ့ပြေသွားပါတော့ဒီနာလေးမှာအခွက်လေးဖြစ်မှာဟော local တွေပြေနေလှပါတယ်ဓာတ်ပုံလေးတွေခဏနေမှသက်ကတ်ထည့်တက်ပဲ beach ရဲ့နေရာလေးခုတော့ဒါပဲတွေ့ခဲ့ရပါတယ်ချင်းလေးကောင်းလာတွေ့ခဲ့လိတ်ချီဖို့အတွက်လမ်းလျှောက်ဒါတော့ဒီပါလေဟိုကလိတ်ချီဖို့သွားတာဖြစ်ပါတယ်ပါလိတ်ပင်လေလိတ်ထရက်ပူးဆိုတာဒါကိုပြောတာဒီမှာကျွန်တော်မြင်နေရရင်ထရက်ပူးပါ oh shit oh fuck ရေတက်လာတယ်လှတယ်ကွာပင်လေရရေကျသွားခြင်းတဘာဝတိုင်းဖြစ်နေတဲ့ရေကန်ပေါ့နော်ဒီကြောက်တုံးတွေကရေကန်ဖြစ်သွားတာလှတယ်ဝင်ချိုးလိုက်လို့ကတော့ရှာပြဲပြီးတော့လူတွေလည်းလှသွားမှာဘယ်ပင်လေလိတ်အစာကျွေးဖို့ရေညှိကောင်းတယ်ဘာလုပ်နေရပါလိမ့်လို့fisherman နဲ့တငါတဲ့ဂိုင်းမဟုတ်ပါဘူးတဲ့ကြောက်တုံးနေအဲ့တော့ကျွန်တော်တို့ရေညှိကျွေးဖို့လိတ်ကျွေးဖို့ရေညှိယူခဲ့ရတော့ဆန်းစားမလို့ကောင်းရဟာလိတ်မစားခင်ကိုစားတကယ်ကောင်းတာလိတ်ကြိုက်တာတော့မဟုတ်လူပါစားလို့ရတယ်ငတ်တဲ့ချိန်ဆိုမကြီးပဲလာပြီတကယ်လာစားတယ်အချီကျော်ခေါင်းကြီးပေါ်လာတာဒါမှပေါ့ဝေါရေတွေလည်းတက်တယ်လာပြီခေါင်းထုတ်ပြရဲတံမချုပ်ကျွေးခြင်းလို့တဲ့ဖမ်းနေပါပြီကျွေးတော့လေဖားတာပေါ့နော်ဖမ်းပြီးမှတော့စောက်တလဲရေလမ်းမကြီးပေါ်မှာဖက်နဲ့တုံးလုံးကြီးနဲ့ရှောင်းနေချီကန်ကျွန်တော်တို့ပင်လေသာလာစားပြီငါဖန်သမားရဲ့အိမ်မှာဖက်နဲ့တုံးလုံးနဲ့โอเคဒါလမ်းမကြီးပေါ့နော်တက်ပီလမ်းမကြီးကနေဝင်လာပြီးတော့သူအိမ်တန်းရောက်လာသူကလှုပ်ပြီးတော့မှMangai. This is very high protein. Very high quality. High protein. Sir, 18 madam. သူတို့ကဥများတယ်ဟာ So much. Yeah. one show တော့လည်းခံလိုက်မယ်ကွာမဟုတ်လေ3ရက်ကြံသေးရဲ့ငါအစေးုံတင်လိုက်ကြ လှုပ်ပြီးတော့လှုပ်နေစားမယ်ဗျာfreshly baked တကယ်ကြီးအဝါရောချက်စီလိုက်တယ် Okay. Oh my god. Very good. Very, very fresh. တက်ပေး beach မှာကျွန်တော်တို့9000ပေးပြီးတော့စီးရချင်းစားခဲ့ရပါပြီ။
တောင်းတာ1000ခွဲဗျ1000ခွဲဆိုရင်မြန်မာငွေ3သိန်းကျော်လောက်ရှိရကိုလူကလိပ်စာကျွေးတယ်လိပ်စာကျွေးပြီးဖင်ချဝါကိုကြီးတို့ကိုကျွေးချင်မွေးချင်လားဟလားဖင်ချလို့ကောင်းတဲ့ရုပ်မှန်းသိလို့ကျွေးချင်မွေးချင်တာလက်ခွန်းလီကျွန်တော်တို့ကဖားကြောက်တုံးကန်းကြီးရောက်လာဥလဝတ္တနုဖားကြောက်တုံးကန်းကြီးရောက်လာပါပြီဒီထဲမှာလိပ်တွေရှိရယ်လိပ်တွေကတအားပေါ်ရယ်လိပ်တွေအများကြီးပဲဘယ်မဲ့ဟိုးမှာလူတွေထိုင်နေတဲ့နေရာမှာလည်းလိပ်နေရာလို့ခေါ်ပါတော့ Turtle Beach လို့ခေါ်တာလူတွေလည်းလိပ်နဲ့ရေကူးနေတဲ့လူတွေဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ကဖေကန်ကြောက်တုံးပေါ်တောင်းမှာဖြစ်တော့သွားပါမမတို့ရေထဲမှာလားဒီကမ်းခြေမှာလိတ်တွေကပေါ်တော့နေရပဲဗျို့ဒီနားမှာလည်းခဏတကောင်တွေ့တယ်လိတ်ကဒီကင်မရာထဲမှာတော့ပေါ်မသိဘူးခုနကမှပေါ်လာပြန်ပြီ2ကောင်3ကောင်ဟိုမှာခေါင်းလေးတွေပြူတစ်နဲ့လိတ်ကလေးတွေအများကြီးပဲကျွန်တော်တို့တော့ခုနစီရီလင်ကာရူဘီ1500လိန်ခံလိုက်ရရယ်လိတ်စာကျွေးတယ်ဆိုပြီးတော့အိမ်ခေါ်ပြီးတော့လဲကျင်းထဲသွားတယ်နှမျောပါတယ်လိတ်ကြီးပိုက်လေးပေါ့နော်ဒီချမ်လို့ခေါ်မလားဗီလာလို့ခေါ်မလားဒီပိုင်ရှင်ကမြစ်တာလက်ဆောင်တိုက်တဲ့ကွက်တီပါဒီဘဲကမြန်မာပြည်မှာလဲတငယ်ချင်းတွေရှိရဆိုတော့မြန်မာတွေကိုခင်တယ်ပေါ့ဗျာနော်အဲ့ဒီသဘောတရားခဏနေတော့ကျွန်တော်နဲ့ဒီည join ပြီးတောက်မယ်တော့ပြောတာပဲတွင်းနဲ့တောက်ရင်တော့မှောက်ကြမှာပေါ့ကဲဒါလေး recommend ပေးတယ်ဗျာသူတို့ရဲ့စိတ်ကလေးနေလို့လည်းကောင်းပါတယ်ဒီညလေးကတော့အဓိပ္ပာယ်ရှိသွားတယ်ဂျင်ကော်တေးလေးနဲ့ fry လေးနဲ့ကြည့်လိုက်လူချင်းမင်းတို့စိတ်ကူးရင်ကြည့်လိုက်ဒါတီရီလင်္ကာနိုင်ငံနော်ဒီတက်တဲမှာဘာနိုင်ငံမှမရှိတော့ဒါအိန္ဒိယသမုဒ္ဒရာကြီးဒီတက်တဲကြီးကိုသွားမယ်ဆိုရင်အန်တာတိကတိုက်ကြီးပဲရှိတော့မှာရေခဲတွေဖုံးလွှမ်းနေတဲ့တိုက်ကြီးပေါ့နော်ဒီရှေ့မှာဘာပိတ်မှမရှိတော့ဘူးဆက်သွားရင်အန်တာတိကတိုက်ကြီးကိုပဲရှိတော့မှာမရောက်ဘူးပြင်မဲ့မှန်းပြီးတော့အရက်တော့ share ပဲ share ပဲ